မင်္ဂလာပါဒေါက်တာပြုတ်တီဟာရဲ့ပျော်ရွှင်ပါစေစာအုပ်ထဲကစိတ်ဒုက္ခဖြစ်စရာနဲ့ကြုံတွေ့ရတဲ့အခါဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြချင်ပါတယ်စိတ်ဒုက္ခဖြစ်စရာတွေနဲ့ကြုံတွေ့ရတဲ့အခါငယ်ငယ်ကလူကြီးတွေပြောရင်နားမလည်နိုင်တဲ့စကားတစ်ခုရှိခဲ့တယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့စာရီမကြက်ချင်းစာမင်းပွဲမဖြေချင်းလူကြီးတွေချုပ်ချယ်တာမခံကျင်တော့တဲ့အခါပြောကြတယ်လူကြီးဖြစ်ချင်တယ်လူကြီးဖြစ်ရင်ပြောစရာကောင်းမှာပဲဆိုတော့သူတို့ကပြန်ပြောတယ်ကလေးဘဝကအကောင်းဆုံးပဲတဲ့အဲ့ဒီတုန်းကနားမလည်ခဲ့ပေမဲ့အသက်ကြီးလာလေလေနားလည်လာလေလေပဲငယ်ငယ်တုန်းကအကြီးကြီးလို့ထင်ခဲ့ရတဲ့စိတ်ဒုက္ခတွေဟာခုကြုံတွေ့နေရတာတွေနဲ့ရှင်းလိုက်ရင်ဘာမှမဟုတ်တော့ဘူးကျောင်းမှာဖြေခဲ့ရတဲ့စာမေးပွဲတွေထက်ဘဝစာမေးပွဲတွေမှာအောင်မြင်မှုကလိုအပ်ချက်တွေပိုများလာတယ်အဲ့ဒီတုန်းကစီကန်းကြီးရဲ့ဆရာဆရာမတွေကိုတုံနေအောင်ကြောက်ခဲ့ရတာတွေကအပြုံးချိုချိုလေးတွေတုံးပြီးနောက်ကျောဓာတ်နဲ့ထိုးတက်သူတွေနဲ့ရှင်တဲ့အခါဘာမှမဟုတ်တော့ဘူးဖြူဖြူစင်စင်ခင်မင်ခဲ့ကြတဲ့တငယ်ချင်းတွေနေရာမှာစိတ်မကောင်းလိုက်တာဆိုတဲ့စကားကိုတွင်တွင်သုံးပြီးကိုပျက်စီးရှုံးနေတာကိုကြိမ်ဝမ်းသာနေတဲ့လူတွေအစားထိုးဝင်ရောက်လာတယ်ကျောင်းထုတ်မခံရဘူးဆိုတာစီကန်းကြီးကြီးမားမားမဖောက်ဖြတ်ရင်ဖြစ်နိုင်ပေမဲ့အလုံးမထုတ်ခံရမှုကတော့အချိန်ပြည့်စူးစမ်းနေရတယ်လို့ဘာမှမမားပဲနဲ့လဲဝန်နှန်းလျှော့တဲ့အထက်နေရင်ထိုင်ရင်ပါသွားနိုင်တယ်ချစ်ရခင်ရသူတွေနဲ့ခွဲခွာရတာတွေများလာတယ်ပြန်ရတဲ့ပြိုင်ပွဲတွေများလာတာနဲ့အမျှရှုံးပွဲမရှိစံချိန်ဆိုတာတွေကျိုးပြန်လာတယ်ငယ်ငယ်ကမိဘကလူသမျှဖြည့်ဆည်းပေးခဲ့ပေမဲ့ကြီးလာတော့ဆန္ဒနဲ့ဘဝဟာတစ်ထပ်ချင်းအမြင်မကျနိုင်ဘူးဆိုတာသဘောပေါက်လာတယ်ကိုဖြစ်ချင်တာတွေဖြစ်လာဖို့စူးစမ်းနေတဲ့တစ်ချိန်တည်းမှာမဖြစ်ချင်တာတွေကိုလည်းလက်ခံနိုင်အောင်စူးစမ်းလာရတယ်ဒါကိုပဲရင့်ကျက်ခြင်းလို့ခေါ်တယ်ဘဝတစ်ခုကိုဖြတ်သန်းနိုင်ဖို့မရှိမဖြစ်လိုအပ်ချက်လည်းဖြစ်တယ်ဗုဒ္ဓမြတ်စွာဘုရားဟောကြားထားသလိုပါပဲဘဝဆိုတာဒုက္ခတွေနဲ့ပြည့်နှံနေတာပါကြည့်လိုက်ပါဒုက္ခကင်းတဲ့ဘဝဆိုတာဘယ်မှမရှိပါဘူးနိဗ္ဗာန်ရောက်ကြောင်းတရားအောက်တို့ကိုပြောနေတာမဟုတ်ပေမဲ့ဘဝတစ်ခုကိုဖြတ်သန်းတဲ့အခါဒုက္ခဆိုတာပါလာမယ်ဒါကိုရှောင်လွှဲလို့မရဘဲအရှိအတိုင်းလက်ခံနိုင်ဖို့လိုတယ်ဆိုတာလေးပြောချင်တာပါကိုဘဝမှာကိုနဲ့ကတောက်ကဆဖြစ်နေချိန်ကိုမိသားစုဝင်တယောက်ယောက်ကိုချစ်ရသူတယောက်ယောက်ရုတ်တရက်ဆုံးမသွားတာမျိုးတိတ်ကိုအောင်ကျင်လို့တအားစူးစမ်းဖြေဆိုထားတဲ့အင်တာဗျူးတစ်ခုကြာသွားတာမျိုးကြိုင်ပွဲတစ်ခုမှာရှုံးသွားတာမျိုးကိုသိချစ်ရတဲ့သူတယောက်စီကအကြောင်းမဲ့လမ်းခွဲစကားပြောတာခံလိုက်ရတာမျိုးကိုအင်မတန်ယုံကြည်သူတယောက်ရဲ့လိန်ညာတာကိုသိလိုက်ရတာမျိုးအတ္တမပြုကျင့်ခံရတာအဆက်ခွဲခံရတာအနိုင်ကျင့်ခံရတာလို့အင်မတန်ဆိုးရွားတဲ့အဖြစ်အပျက်တစ်ခုခုနဲ့ကြုံခဲ့ရတာမျိုးစသဖြင့်ရှိပါသလားအဲ့ဒီလိုအဖြစ်အပျက်တွေရှုံးနိမ့်မှုတွေကြောင့်အရာရာပြိုလဲသွားတာမျိုးရောဖြစ်ပူပါသလားတကယ်တော့ဒီလိုဆုံးရှုံးမှုတွေရှုံးနိမ့်မှုတွေကိုရှောင်လွှဲလို့မရနိုင်ဘူးကျွန်တော်တို့လုပ်နိုင်တာကဒါတွေကိုဘယ်လိုရင်ဆိုင်ကြော်ဖြတ်မလဲဆိုတာပါပဲစိတ်ပညာရှင်တယောက်ဖြစ်တဲ့မာတင်စတက်မန်ကပြောတယ်အဲ့ဒီလိုအဖြစ်အပျက်ကနေပြန်လာနိုင်မှုလူတစ်ယောက်ကိုဟန်တားနိုင်တဲ့အရာ3ခု 3P ရှိပါတယ်တဲ့နံပါတ်1 personalization ကိုအပြစ်ကြောင့်ကိုအသုံးမကျလို့ဒီလိုဖြစ်ရတာလို့ခံယူတတ်ကြတယ်နံပါတ်2 pervasiveness ကိုဘဝရဲ့ကျန်တဲ့အစိတ်ပိုင်းတွေအားလုံးမှာဒါကြီးကတက်ရောက်မှုရှိလိမ့်မယ်လို့မှတ်တတ်ကြတယ်နံပါတ်3 partnerness ဒီကိစ္စကြီးကအမြဲတည်တတ်နေတော့မယ်လို့ထင်တတ်ကြတယ်ဥပမာဆိုပါတော့ကိုမျှော်လင့်ချက်အပြည့်နဲ့တအားစူးစမ်းခဲ့ရတဲ့အင်တာဗျူးတစ်ခုကြာသွားပြီးနောက်တစ်ယောက်ကကိုအစားရွေးချယ်ခံလိုက်ရတယ်။အဲ့ဒါကကိုအသုံးမကျလို့ဖြစ်တာလို့တွေးတယ်။ personalization ပေါ့။ငါဟာဘယ်နေရာမှလည်းအောင်မြင်မဲ့သူမဟုတ်ဘူးလို့တွေးတယ်။ကျန်တဲ့ဘဝရဲ့အစိတ်အပိုင်းတွေမှာပါအစင်မပြေဖြစ်လာတယ်။ perverseness နဲ့ပေါ့။နောက်ထပ်လည်းစူးစမ်းခြင်းသိမရှိတော့ဘူး။ငါဟာအမြဲရှုံးနေတော့မှလို့တွေးတယ်။ permanence ပေါ့။ Facebook ရဲ့ Chief Operating Officer ဖြစ်တဲ့ Charles Sandberg ကသူ့ရဲ့ option B ဆိုတဲ့စာအုပ်မှာရေးဘူးတယ်။သူ့အမျိုးသားကပြေးဆက်ပေါ်မှာပြေးနေရင်ရုတ်တရက်ဆုံးမသွားတယ်။အဲ့ဒီအဖြစ်ဆိုးကြီးကြုံပြီးနောက်မှာရုန်းကန်ထားပြီးပုံမှန်နေထားတိုင်းပြန်ရောက်ဖို့အတွက်သူလည်း D3B ကိုကြောဖြတ်ခဲ့ရတယ်။သူဘလို့တင်တယ်လဲဆိုတော့ငါကယူမဆိုင်လိုက်လို့ယောက်ျားဖြစ်သူဒီလိုဖြစ်တာပေါ့။ပြေးဆက်ပေါ်ကနေပြုတ်ကြပြီးခေါင်းထိသွားတယ်လို့ထင်လို့ငါသာစောစောရောက်လာရင်သူ့အသက်မိနိုင်တယ်လို့တွေးတယ်။သူမျိုးသားဆုံးပြီးနောက်ပိုင်းလုပ်ငန်းဝင်မှာလည်းအဆင်မပြေတော့ဘူး။သူရောသူကလေး2ယောက်ရဲ့ဘဝတွေအကုန်ဒုက္ခရောက်ပြီလို့ထင်နေခဲ့မိတယ်။နောက်ပြီးဒီစိတ်ဓာတ်ရာဒီအရေးဆိုးကြီးကသူတို့ကြံရစ်တဲ့မိသားစုမှာရှိနေတော့မှလို့တွေးတယ်။
နောက်မှသူ့ယောက်ျားဟာနှလုံးသွေးကြောပြဿနာကြောင့်သေဆုံးတာလို့သိရတယ်။သူ့အပြစ်ဘာမှမပါဘူးပေါ့။လုပ်ငန်းခွင်နဲ့သူတို့မိသားစုရဲ့တခြားအစိတ်အပိုင်းတွေမှာလည်းငကိုအတိုင်းပျော်ရွှင်မှုတွေရနိုင်တယ်လို့မြင်လာတယ်။ဒီအရေးဆိုးဒီစိတ်ဒဏ်ရာတွေကနေရုပ်ထွက်နိုင်တယ်လို့လည်းယုံကြည်လာတယ်။ဒါကြောင့်သူကသူ့မျိုးသားဆုံးပါသွားတဲ့အဖြစ်ဆိုးတစ်ခုကနေပြောပြသွားတယ်။အဲ့ဒီ 3P ကနေမြန်မြန်ရုံထွက်နိုင်တဲ့သူဟာရှုံးနေမှုတစ်ခုအဖြစ်အပျက်ဆိုတစ်ခုကြုံနေတဲ့နောက်မှာကိုမြန်မြန်ပြန်လဲတည်ဆောက်နိုင်ပါတယ်တဲ့အဓိကကတော့အတွေ့အကြုံကိုပြောင်းဖို့ပေါ့တချို့ကိစ္စတွေဟာကို့အမှားကြောင့်ဖြစ်တာမှန်ပေမဲ့အခါခက်သိမ်းတော့မဟုတ်ပါဘူးဥပမာအင်တာဗျူးမှာလူရွေးတော့ကိုကတော်ပါရက်နဲ့အချင်းချင်းရင်းနှီးသူကိုရွေးလိုက်တာမျိုးရှိတတ်တယ်နေရင်ထိုင်ရင်သွားရင်လာရင်နဲ့အတ္တမပြုကျင့်ခံရတာလိင်အကြမ်းဖက်မှုတစ်ခုခုကျူးလွန်ခံလိုက်ရတာမျိုးရှိနိုင်တယ်ကိုစိတ်အခက်မသိလို့စကားမှမှပြောလိုက်မိပြီးမကြခင်မှာပဲကိုမိသားစုဝင်တယောက်ရုတ်တရက်အသက်ဆုံးရှုံးသွားတယ်။အဲ့ဒါမျိုးဆိုလဲကိုပြောလို့ဖြစ်တာမဟုတ်ပေမဲ့သူ့ကိုဒီလိုလေးမပြောခဲ့သင့်ဘူးဆိုပြီးနောင်တရနေတတ်ကြပဲ။အဲ့ဒီလိုကိုနဲ့မဆိုင်တဲ့ကိစ္စတစ်ခုအတွက်ငါအပြစ်ကြောင့်ဖြစ်တာဆိုတဲ့အတွေ့အကြုံကိုဖျောက်ပစ်နိုင်ဖို့လိုတယ်။နောက်တစ်ခုဒီတနေရာမှာရှုံးနေသွားတိုင်းဒီလိုအဖြစ်အပျက်ဆိုးတွေကြုံလိုက်ရတိုင်းဘဝတစ်ခုလုံးစုပ်ပြတ်တတ်သွားတာမဟုတ်ဘူး။ယောက်ျားကဆိုးလို့အိမ်အောင်ကွဲသွားတာနဲ့ပဲအရာအလုံးပြိုလဲသွားမှာမဟုတ်ဘူး။အသေးကွဲလို့အဖေအမေဆုံးသွားလို့အလုတ်ပြုတ်သွားလို့ငါ့ဘဝတစ်ခုလုံးပျက်စီးသွားပြီ။တွေးစရာမလိုပါဘူး။ကြံတဲ့အစိတ်အပိုင်းတွေဟာတတ်တတ်ဖြစ်ပါတယ်။သူ့ဟာနဲ့သူဖြစ်တည်နေပါတယ်။ဒါကိုခွဲခြားပြီးတော့မြင်ကြည့်ပေးပါ။နောက်ဆုံးတစ်ခုကတော့အမြဲအရေးလိုလိုက်နေမှဆိုတဲ့အတွေးမျိုးပါဒီတကားရှုံးနေသွားတာဟာဒီတကားပါပဲကိုယ့်ရဲ့အားထုတ်မှုမှန်သမျှရှုံးနေတော့မယ်ဆိုတဲ့အတိတ်ပဲမဟုတ်ပါဘူးဝမ်းနည်းစရာတွေနဲ့အဆုံးသတ်သွားတဲ့အချစ်ဇလန်တစ်ပုဒ်ဟာဒီတစ်ပုဒ်စာပါပဲထပ်ပြီးဖြစ်လာမယ့်အချစ်ဇလန်တိုင်းဟာဒီလိုပြီးဆုံးမှာမဟုတ်ပါဘူးမအောင်မြင်လို့မရှုံးပေါ်လို့လုပ်ငန်းတစ်ခုရပ်လိုက်ရခြင်းဟာထပ်လုပ်မဲ့လုပ်ငန်းမှန်သမျှရှုံးနေမယ်ဆိုတဲ့အတိတ်ပဲမဟုတ်ပါဘူးခုနောက်ပိုင်းကျွန်တော်တို့နိုင်ငံမှာတွေ့ရများလာတဲ့အတ္တမပြုကျင့်မှုတွေနဲ့ပတ်သက်လို့လဲကျူးလွန်ခံလိုက်ရတဲ့သူတွေကိုဒါလေးသိစေခြင်းနဲ့ဒီလိုအဖြစ်အပျက်မျိုးကြုံလိုက်ရတာကို့အပြစ်လုံးဝမဟုတ်ဘူးလို့ဒီလိုကြုံလိုက်လို့လဲကို့ဘဝတစ်ခုလုံးစုပ်ပြတ်သွားပြီမထင်ပါနဲ့စိတ်တက်မကြပဲကိုတေချာစနစ်တကျတိဆောက်ယူနိုင်ပါတယ်ဘဝရဲ့ကြံတဲ့အစိပ်ပိုင်းတွေဟာသူ့ဟာနဲ့သူပဲရှိနေတာပါအဲ့ဒီလိုပဲဒီအဖြစ်ဆိုးကြီးကကို့ဘဝရဲ့ကြံမှုကိုအဆုံးဖြတ်မပေးနိုင်ပြန်ပါဘူးကိုဟာတမိုးရှိတဲ့သူတစ်ယောက်အနေနဲ့လောကအလင်းမှာဆက်လက်ရည်တည်နိုင်ပါတယ်လူတစ်ယောက်နဲ့တစ်ယောက်အရှုံးတွေကိုလက်ခံနိုင်မှုချင်းမတူကြသလိုကြုံရတဲ့အဖြစ်အပျက်တွေရဲ့ဆိုးရွားမှုချင်းကလည်းမတူကြပါဘူးတကယ်လို့များကိုဟာအရှုံးတွေစိတ်ဒုက္ခတွေကိုသိပြီးလက်မခံနိုင်ဘူးဒါမှမဟုတ်ဘဝမှာတိတ်ကိုမှဆိုးရွားတဲ့အဖြစ်အပျက်တွေကြုံခဲ့ရဘူးလေဆိုရင်တော့ခုပြောခဲ့တဲ့ 3B ကိုတည်ထားဖို့နဲ့ကြော်လွှားနိုင်ဖို့လိုပါတယ်လူရဲလိုဖြစ်လာရင်ကျွန်တော်တို့မှာအကျွေးစိတ်လေးတွေရလာပါတယ်။ဆုံတွေ့ခြင်းဟာခေါင်းဆိုရင်ခွဲခွာခြင်းဟာပန်းပါ။အောင်မြင်ခြင်းဟာခေါင်းဆိုရင်လည်းရှုံးနေခြင်းဟာပန်းပါ။ပျော်ရွှင်ခြင်းကခေါင်းဆိုရင်တော့ဝမ်းနည်းခြင်းကပန်းပါ။ဒုက္ခတွေကခေါင်းဆိုဒုက္ခတွေကပန်းပေါ့။ခေါင်းတွေပဲလိုချင်ပါတယ်ဆိုပြီးတောင်းဆိုနေလို့မရပါဘူး။ကျွန်တော်တို့လုံနိုင်တာကတော့ခေါင်းကျတဲ့အခါပျော်နေတဲ့တစ်ချိန်တည်းမှာပဲပန်းပတ်အချက်မှာပါလာတဲ့အစိုးတရားတွေကိုလက်ခံပြီးရုန်းကန်ထနိုင်စွမ်းရှိလာအောင်ကြိုးစားဖို့ပါပဲခုဖတ်ပြခဲ့တာကတော့ဒေါက်တာဖြိုးတီဟာရဲ့ပျော်ရွှင်ပါတဲ့စာအုပ်ထဲကစိတ်ဒုက္ခဖြစ်စရာတွေနဲ့ကြုံတွေ့ရတဲ့အခါဆိုတဲ့ဆောင်းပါးလေးပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်